这种嘛 view လောက်တင်နေ view လည်းမတက် customer တယောက်မှမလာပါလားဒီနေ့တဲ့ဗီဒီယိုတွေရိုက်တင်မိနေလားမဖြစ်တယ်လေညီမရဲ့အမစီတက်လာတဲ့ view လေးဆို trend နေမလို့လိုက် join ဖြစ်တယ်အဲ့မှာ TikTok marketing fees ရဲ့ပထမဆုံးချက်ပဲလေ strategy မရှိဘဲနဲ့တွေ့ကြရဗီဒီယိုတွေရှောက်ရိုက်ပြီးတင်နေတာကိုယ့်ရဲ့ target customer ဘာသိချင်တာလဲဆိုတော့တေချာမလေးလာပဲနဲ့ phone နဲ့ရှိရရှောက်တင်နေ view က1000အောက်ပဲဖြစ်နေမှာပေါ့TikTok မှာ trend ဖြစ်တဲ့အတားတွေ view လိုက် join ပြီးမှလူတွေစိတ်ဝင်စားမှာမဟုတ်ဘူးလားအဲ့လိုမျိုးလုပ်ငန်းနဲ့လုံးဝမကိုက်ညီရဲ့ trend တွေနောက်လိုက်တာကလုပ်ငန်းတိုင်းအတွက်တော့အဆင်မပြေနိုင်ဘူးလေကိုက professional ဝန်ဆောင်မှုပေးနေတဲ့လုပ်ငန်းဖြစ်ပြီးတော့အဲ့လို trend ကိုလိုက်နေမယ်ဆိုလို့ရှိရင် view ကတော့တက်ချင်တက်မယ်ဒါပေမဲ့ကိုယ့်ရဲ့ brand image ကကျပြီးတော့ quality ကောင်းတဲ့ customer တွေနဲ့လူရမှာပေါ့အဲ့ဒါဟုတ်တယ်အရေးကြီးတဲ့နောက်ဆုံးတစ်ချက်ကစနစ်တကျ content calendar မရှိတာအဲ့လိုကိုအားတဲ့ချိန်မှာဗီဒီယိုတွေတင်ပြီးတော့မအားတဲ့ချိန်မှာပျောက်သွားလိုက်အဲ့လိုစီးကျက်မမှန်တာတွေဖြစ်နေလို့ရှိရင် TikTok algorithm ကကိုယ့်ရဲ့ဗီဒီယို audience ကိုပို့ပြီးမှမဟုတ်တော့ဒါကြောင့် TikTok မှာ view တင် view လည်းမတက် customer လည်းတယောက်မှမရတာ哦ဒါနဲ့မေးပါအောင်ညီမဘူးညီမလားညီမရိုးရှိရှိ marketing agency ရဲ့အကြံပေးတဲ့တမီးလေးကြီးအမရဲ့လုပ်ငန်းကို TikTok မှာ professional sensor နဲ့ marketing လုပ်ချင်တယ်ဆိုလို့ရှိရင်တော့ဆက်သွယ်လိုက်နော်ဒါနဲ့ညီမကတော့သွားလာအောင် TikTok